အခုက AnyDesk ဘယ်လို install မလဲဆိုတာလုပ်ပြမယ်เนาะကျွန်တော်ပထမဆုံးမှာ Safari ကိုသွားလိုက်မယ်ပေါ့နော် Apple ရဲ့ Safari ကိုသွားလိုက်မယ်ပြီးတော့ AnyDesk လို့ရနိုင်မယ် ANYDE အဲ့ဒါမှာเนาะအဲ့မှာ ANYDESK first remove desktop ဒီ website ထဲကိုရောက်လို့ရှိရင် download now ကိုညှိမယ်ဒီမှာ download now နှိပ်ပြီးလို့ရှိရင်ဒီမှာ allow ဆိုတာနှိပ်ပြရမယ်เนาะ allow နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ download လုပ်ပြီးသွားပြီပေါ့နော်ဒီအပေါ်ဒီ Safari ရဲ့အပေါ်မှာ AnyDesk ဆိုတာပေါ်နေပေါ့နော်အဲ့တော့နှစ်ချက်နှိပ်လိုက်မယ် AnyDesk DNG file ပြီးတော့ AnyDesk software ကိုကျွန်တော် application folder ထဲဆွဲထည့်လိုက်မယ်ဆွဲထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်မှာ launchpad ကိုသွားလိုက်မယ်ပြီးရင်တော့AnyDesk ပေါ်လိုက်ပေါ့နော် AnyDesk ကိုနှိပ်လိုက်မယ်ပြီးရင် open နှိပ်လိုက်မယ်ဒါမှကျွန်တော်တို့ကအရင်ဆုံးဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ screen ပေါ့နော်တခြားလူကကိုယ့်ရဲ့ computer ကို screen control လုပ်မှာပေါ့နော်အဲ့အတွက်ကြောင့်ဒီကိုက permission ပေးရမှာဖြစ်ကျွန်တော်ဒီ open screen recording platform ကိုနှိပ်လိုက်မယ်တစ်ချက်နဲ့မရရင်နှစ်ချက်နှိပ်ရမယ်ပေါ့နော်နှစ်ချက်နှိပ်ပြီးရင်ကျွန်တော်တို့ဒီအရာလေးကို on ပေးရမယ်ပြီးရင်ကျွန်တော်တို့ fingerprint တောင်းတယ်ပေါ့နော် fingerprint မရှိရင်လည်းကိုက use password ပေါ့နော် password login password ထည့်ရမယ်ပြီးရင်ကျွန်တော်တို့လက်ပွေရ scan ထည့်ပေးလိုက်မယ်ပြီးရင် later နှိပ်ရမယ်ပြီးရင်တော့ကျွန်တော်ဒီ setting ကိုပြန်ပိတ်လိုက်မယ်ပြီးရင် request accessibility နောက်တစ်ခုကိုထပ်နှိပ်မယ်ခုနအတိုင်းကျွန်တော်ထပ်လုပ်မယ်တစ်ချက်နဲ့မရရင်နောက်တစ်ချက်ထပ်နှိပ်လိုက်မယ်ပြီးရင်တော့သူ့ကိုလည်း on ပေးလိုက်မယ်ပြီးရင်ကျွန်တော် fingerprint သူတောင်းတယ်ပေါ့နော် fingerprint ထည့်ပေးလိုက်မယ်ပြီးရင်တော့ကျွန်တော်ပြန်ပိတ်လိုက်မယ်ပြီးရင်နောက်ထပ်အောက်ဆုံးတစ်ခုလည်းကျွန်တော် request access ပေးရမယ်ပြီးရင် AnyDesk on လိုက်မယ်ပြီးရင်တော့ကျွန်တော် fingerprint ထည့်လိုက်မယ်ပြီးရင် later မြတ်ပြန်နှိပ်လိုက်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ AnyDesk ကိုပေါ့နော် data reset တွေနဲ့ပိတ်လိုက်လို့ရပြီဒါဆိုရင်ဒီ AnyDesk ဒီခုန3ခုလုံးအဓိကတော့ရသွားဖို့လို့နော်ရသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒါတယောက်နဲ့တယောက် AnyDesk control လုပ်တာပဲဖြစ်ဖြစ်ကိုကကိုယ့်ကွန်ပျူတာကိုလက်ခံပြီးတော့ screen share တာပဲဖြစ်ဖြစ်အားလုံးလုပ်လို့ရပါပြီဗျ